ငယ်တည်းကတိတ်ပြီးတော့ပညာရေးမှာထူးချွန်တယ်မှာမပါဘူးကျိုးတော့စူးစမ်းတယ်အတက်နဲ့ဆုံးစူးစမ်းတယ်ဒါပေမဲ့စူးစမ်းလဲကျွန်တော်ရဲ့ရလက်တွေကအောင်မတ်ထက်ကိုဟိုအောင်မတ်ရတာတော့မှတော်တော်ကျေးဇူးတရားလို့ဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ဟိုတက်နိုင်သလောက်တက်ဆွမ်းသလောက်ဒါပေမဲ့ငကိုရီးယားမှာပါရမီမပါတာဒါပေမဲ့7တော့တော်တော်ဖြေနိုင်တယ်အင်္ဂလိပ်စာတစ်ဘာသာတော့တိတ်မဖြေနိုင်ဘူးကဲလို့အောင်ခဲ့ရင်တော့ဂုံတို့တော့3ဘာသာလောက်ပါမယ်ထင်တယ်ထင်တယ်အဲ့လိုဖြေနိုင်တာဟုတ်တကယ်လည်းဖြေနိုင်တာဟုတ်အဲ့လိုနောက်ဒီအောင်ဟိုအောင်ရတော့အောင်တယ်ဘာဂုံတို့မှမပါဘူးဒီတန်းအောင်တယ်အမှန်စင်းတော်တော့မှအချက်ကွဲတော့တာပဲသတ်မှတ်ထားတဲ့ဟာ240လေကျွန်တော်243မှတ်နေအောင်အဲ့လိုမလို့ချင်း4ဘာသာပေါ့ကိုငငယ်တော့တကယ်အရင်ပြင်းတာအဲ့လိုစာဆိုလဲလုံးဝမကြက်ဘူးဆောင်းပွဲလို့ဖြေကန်ဒီမှာစာအုပ်လန့်ကျဲအဲ့လိုမျိုးပေါ့နော်ဟိုရှောင်းမေးဒီရှောင်းမေးထင်တာရမ်းဖြေအဲ့လိုနဲ့ပဲအောင်လာဒီလားလို့စာလဲလုံးဝမလုပ်ဘူးအရန်လဲပြင်းနေတော်သေး10တဲ့ဟိအောင်သွားတော့လေအရန်ပျော့သွားအကြောင်းကြီးပြီးသွားဘဝမှာစာမကြက်ချင်ဆုံးပဲအခုချိန်ထိခါရီတင်ချရေးပါတော့ကြက်ပြီးဖြေလာသေးရမလေးရှုံမတော်နဲ့စာမရဘူးပဲအလှနဲ့ဖြေတာရန်ပေါ့အဲ့စာကြတော့လေတလုံးချက်လည်းမရလားမရအခုချက်အခုမေ့ဆောင်းဝဲဖြစ်ပြီးချက်ချင်းမေ့မရဘူးစားသူငယ်တဲ့ကနေ10တန်းထိတော့တခါမှ1 to 10မဝင်ခဲ့ဘူးအစင်ရလေသိရမလားစားဆိုရမ်းတင်ဘွားမှာစကြက်ခဲ့ရတာအိမ်မက်ဆိုးတွေပဲသိရမလားလို့ sorry ထားချက်လို့စချက်ဝိုင်းနေသွားရကျူရှင်နေသွား guide တွေခေါ် no စားရချက်ရရမ်းပင်မန်းတယ်